Science enemy ဖြစ်ကျွန်တော်တို့အားလုံးအကြိုက်တူခဲ့ကြတဲ့ Dr. Stone ဘယ်လိုစဉ်းစားကြတာ enemy ရဲ့အစမှာပဲတကဘာလုံးအစင်းရောက်အလင်းတန်းတွေဖုံးသွားပြီးလူတွေခေတ်ဆက်ဆက်တိဆောက်လာခဲ့တဲ့တိုးတက်မှုတွေယဉ်ကျေးမှုတွေအကုန်လုံးကိုတခဏချင်းတွေဖျက်ဆီးခံလိုက်ရတာဗျာမိသားစုတွေကိုလည်းနှစ်ပေါင်းထောင်ချီခွဲခွာသွားအောင်လုပ်ခဲ့တဲ့တရားခံအစ်စ်ကဘာတူလဲဘာလို့အဲ့လိုလုပ်ခဲ့ကြတာလဲဆိုတာကိုပေါ့ဝိုင်းမန်ကတော့ကိုယ်ပိုင်ဉာဏ်ရည်ရှိတဲ့မေဒူစာလေးတွေဖြစ်နေခဲ့ကြတာပါဒီနေရာမှာမေဒူစာကလူသားတွေကိုကြောက်အဖြစ်ပြောင်းလဲပေးလိုက်ရင်သူတို့ဘယ်တော့မှမအိုတော့ပဲထာဝရအသက်ကိုရသွားမှာပဲဆိုပြီးလွဲမားတဲ့စေတနာကြီးနဲ့တကဘာလုံးကိုကြောက်ပြအောင်လုပ်လိုက်တာပေါ့သူတို့ဘက်ကတော့ဒါဟာလူသားတွေကိုတည်ခြင်းတရားကနေကယ်ထုတ်လိုက်တဲ့အကောင်းဆုံးဤပညာနဲ့တိုးတက်မှုကိုပေးလိုက်တာလို့ယုံကြည်ခဲ့ကြတာပါဒါပေမဲ့ဒီနေရာမှာဘာလဲသွားလဲဆိုတာကတော့သူတို့ကဤပညာနဲ့ထာဝရအသက်ကိုပဲဖော်မြူလာတစ်ခုလို့ကွက်တီတွက်ချက်ပြီးလူသားတွေရဲ့ရင်ထဲကခံစားချက်မိသားစုတန်ရောစင်တွေကိုတော့ထည့်မတွေ့ခဲ့မိဘူးဆက်ရုပ်တွေဘက်ကတော့ဒါဟာစေတနာပါလူသားတွေကတော့သူတို့ရဲ့ကျေးဇူးတင်ပြီးစွမ်းရည်နဲ့ပြန်ပြီးအလဲလှဲလုပ်ပေးမယ်လို့ထင်ခဲ့ကြတာလူတွေခေတ်ဆက်ဆက်သမိုင်းတစ်လျှောက်လက်ဆင့်ကမ်းလာတဲ့သိပ္ပံပညာတွေအနုပညာတွေနဲ့ယဉ်ကျေးမှုအကောင်လုံးကမျက်စိတမိတ်အတွင်းဖျက်ဆီးခံလိုက်ရတယ်လို့ဖြစ်နေတာပေါ့ဒါကြောင့်ဒါတာစtroke ဇလန်ကပေးရှင်တဲ့အနှစ်သာရကတော့ရှင်းပါတယ်ဤပညာဆိုတာလူသားတွေကိုချုပ်ကမှုမဟုတ်ပဲလူသားတွေကခေတ်ဆက်ဆက်သွေးနဲ့ချွေးနဲ့ရင်းပြီးလက်ဆင့်ကမ်းတိဆောက်လာတဲ့ယဉ်ကျေးမှုနဲ့နှလုံးသားကိုကောက်ွယ်ဖို့အတွက်ပဲဖြစ်သင့်ပါတယ်ဆိုတာပါပဲလူသားအလုံးကိုကြောက်ဖြစ်စေခဲ့တဲ့တရားခံဝိုင်းမန်ရဲ့အပြုမှုကတကယ်ပဲဤပညာနဲ့ကယ်တင်လိုက်တာလားဒါမှမဟုတ်လူသားတို့ရဲ့ယဉ်ကျေးမှုကိုဖျက်ဆီးပစ်လိုက်တာလားဆိုတော့ဆွေးနွေးကြအတွေ့အကြုံတစ်ခုပဲဖြစ်ပါတယ်ဗျာ